ဒီတကတင်ဆက်ပေးမှာကတော့1992ခုနှစ်မှာထွက်ရှိခဲ့တဲ့စတီဗင်ချောင်းရဲ့ဟာတာအရှင်ကားကောင်းလေးပါဇလန်လေးရဲ့အမည်ကတော့ကျောင်းမှာဖိုက်တာပြန်လုပ်မယ်လို့နာမည်ပြောင်းပေးထားပါတယ်ရဲစကန်လေးလာရေးလာတဲ့ကျောင်းသားတယောက်ပစ္စတိုခိုးသွားတဲ့အမှုကိုစုံစမ်းဖို့ကျောင်းသားဟန်ဆောင်ပြီးစပိုင်လုပ်ရတဲ့စတီဗင်ချောင်းတယောက်ဘလို့အလွဲလွဲတွေနဲ့ဖိုက်တာလုပ်ထားလဲဆိုတာအသေးခွေးရမယ်ဇက်ကားလေးပါဇလန်အစစတားချောင်းကသူ့နောက်လိုက်တွေနဲ့တစားကန်တယောက်ကိုကဲတင်နေပါတယ်သူ့ရဲ့ယူးကြောင်ကြောင်ခေါင်းဆောင်မှုအောက်မှာဘယ်သူမှမလိုက်လာလို့သူတယောက်တည်းခံချနေရပါတယ်သူတယောက်တည်းနဲ့တစားကန်ကောင်မလေးကိုကဲနိုင်ပေမဲ့ခေါင်းဆောင်မှုကိုအကဲဖြတ်တဲ့ဒီစစ်ဆေးချက်မှာသူကြာရှုံးသွားပါတယ်ဒါကြောင့်ပဲကြာရှုံးစင်းရင်မှာတစိကောင်းထုဖို့လုပ်နေတော့အထုမခံမဲ့ဝင်တားလို့သူ့လက်တွေနဲ့မျက်နှာတွေမှာတစိကောင်းရာတွေထင်နေပါတယ်ဒီချိန်မှာပဲဘော့စ်ကသူ့ကိုခေါ်တယ်ဆိုလို့သွားတွေ့တဲ့အခါမှာတော့ဘော့စ်ဖက်တီကသူ့ကိုအစင်လေးဆိုပြီးဖိမြန်ခေါင်းမြန်ကြည့်နေပါတယ်ဖက်တီကရာထူးတိုးကျင်လာမင်းနေတာကိုသူကဘော့စ်ရဲ့တငယ်မဖြစ်ချင်ဘူးလို့ပြန်ပြောလိုက်ပါတယ်တကယ်တော့ဘော့စ်ကသူ့ရဲ့ငယ်ရွယ်မှုကိုလိုချင်နေတာပါဘာလို့လဲဆိုရင်တော့သူယားတိုင်းကုန်နေကြပစ္စတိုပျောက်သွားလို့ပါဖြစ်ချင်တော့အဲ့ဒီပစ္စတိုကလည်းရဲစကန်တွေစီလေးလာရေးလာတဲ့ចောင်းသားတွေခိုးသွားတာပါသူ့ရဲ့နုနုရရပစ္စတိုလေးကိုចောင်းသားဇိုးတွေစီမှာမထားကျင်တဲ့ဖက်တီကစတားချောင်းကိုចောင်းသားလောက်ခိုင်းပြီးစုံစမ်းစေချင်တာပါစာမချက်ချင်းလို့ရဲဝင်လောက်တဲ့စတားချောင်းကတော့ညင်မရတဲ့အစုံចောင်းသားဟန်ဆောင်ရပါတော့တယ်ဒီလိုနဲ့ចောင်းပထမဆုံးနေ့မှာတင်အလွဲတွေနဲ့ရင်ဆိုင်ရပါတော့တယ်စာတင်ရမှာပြင်းတဲ့စတားချောင်းကအတန်းထဲမှာခဏခဏအိမ်ငိုက်လို့ဆရာတိုင်းရဲ့ဘောပြတ်စာမိတာပါပဲတကူလုံးလည်းမြေပြူအောင်နဲ့ဖြူဖွေးဖွေးဖြစ်လို့နေပါပြီဖြစ်ချင်တော့သူ့ဘေးကမှန်ကြောင်ကလည်းသူ့လိုငပြင်းပါတိတ်ပန်ဆရာအလဲမှာတော့တခြားចောင်းသားတွေကနောက်တန်းကခုံနေမှာနေရလူနေကြပေမဲ့သူကတော့ဘူးမသိဘာမသိရှေ့ကောင်မှာတယောက်တည်းကြော့ကြော့ကြီးထိုင်နေပါတယ်ဒီချိန်မှာပဲထိပ်ပြောင်ဆရာရောက်လာပြီးလက်တွေစမ်းသက်ပြပါတော့တယ်ရှေ့သုံးကစတားချောင်းကိုခေါ်ပြီးသူ့ကိုကူခိုင်းလိုက်ပါတယ်အကြောင်းမသိတဲ့စတားချောင်းကိုတခြားចောင်းသားတွေကဝိုင်းနေကြလို့မှန်ချောင်ကောင်ကိုပါဆရာကခေါ်လိုက်ပါတယ်ခဏခဏမေးတတ်တဲ့ဆရာကသူတို့နာမည်တွေကိုခဏခဏပြန်မေးထားတာတော့နောက်ဆုံးမှမှန်ချောင်ကိုစတားချောင်းဆိုပြီးခေါ်လိုက်ပါသေးတယ်စမ်းသက်ချက်တစ်ခုမှမမေ့ဖို့ကအဓိကလို့မှားရင်သူကိုယ်တိုင်စမ်းသက်ပြလိုက်ပါတယ်တိတ်ပံကန်တစ်ခါလုံးအုံးကြွကြွဖြစ်သွားပြီးစတားချောင်းကတော့ចောင်းစားနေမှနဲ့လူယုံနဲ့မတူတော့ပါဘူးဒီလိုနဲ့အတန်းတွေနားလို့ပြန်တက်တဲ့တစ်ချိန်တခြားចောင်းသားတွေကចောင်းဘက်ကိုပြန်လာပေမဲ့သူကတော့ထော်ကျိုးနဲ့ပြန်ဖို့ချန်စီယိုကိုကြော်ခွနေပါတယ်။ចောင်းရဲ့ပြတာဦးလေးတက်ကအတင်းပြန်ဆွဲခေါ်ရင်သူလည်းပစ္စတိုမှုအတွက်ဒီမှာရောက်နေတာကြာပြီလို့ဆိုပါတယ်။ဆရာတွေလည်းတစီတန်းကြီးရောက်လာလို့စတားချောင်းတယောက်စိတ်ကုံလက်ကုံနဲ့အတန်းပြန်ဖို့လုပ်နေတော့ဆရာမချောချောလေးနဲ့တွေ့လို့ဖျားနေလို့ဆိုပြီးချွဲပါတော့တယ်။ရုပ်ချောချောသဘောကောင်းကောင်းဆရာမလေးကစေကန်းခေါ်လာပြီးအပူချိန်တိုင်းနေပေမဲ့စတားချောင်းကတော့တရေကြမတက်ငေးနေပါတယ်။ဒီလိုနဲ့အခန်းထဲပြန်ဝင်လာတော့သူ့ဘေးကောင်ကမှန်ချောင်းကိုဇိုးတစ်ဖွဲကအနံကျင့်နေတာတွေ့လိုက်ပါတယ်ဇိုးတွေကစတားချောင်းကိုပါမထီမဲ့မြင်ပြုလိုက်ကြပါသေးတယ်။ကျောင်းဆင်းတဲ့အခါမှာတော့ကျောင်းသားတွေကိုသူတို့စော်လေးတွေကလာကြိုနေကြပါတယ်။စတားချောင်းကိုတော့ပြတာဦးလေးတက်ကဆွဲခေါ်ပြီးဘော့စ်ကသူနဲ့အတူနေရမယ်ဆိုလို့ပါသွားပါတယ်။တကယ်တော့ပစ္စတိုခိုးသွားတဲ့ကျောင်းသားကတက်တီဘတ်ဆိုတဲ့လူစိုးကိုင်းရဲ့ညီပါ။ဒီပစ္စတိုကြောင့်ပဲဦးလေးတက်စီရောက်လာတဲ့ရဲတွေလည်း10ယောက်လောက်ရှိနေပါပြီ။လူစိုးတွေလက်ချက်နဲ့အဲ့ဒီလူတွေလည်းအကုန်ပြကြခဲ့ပါပြီ။ဘာတလုံးမှနားမလဲတဲ့အပြင်စာကြည့်ရမှာပြင်းတဲ့စတားချောင်းကတော့နေတိုင်းဒီပါအတန်းရှိကောကျောင်းရှိမှာပါတံပေးခံနေရပါတယ်။နောက်ဆုံးတော့အင်သာမထက်ရင်ကြောင်းထုတ်ခံရတော့မှာမဟုတ်လို့ဘော့စ်ဖက်တီတို့ပါအင်သာကုလုပ်ပေးကြရပါတော့တယ်ဒါပေမဲ့အင်သာပေးလိုက်တဲ့ triangle ကိုဘယ်သူမှနားမလဲလို့မတွက်နိုင်ကြပါဘူးနောက်နေ့ကြောင်းရောက်တဲ့အခါမှာတော့တခြားကျောင်းသားတွေကိုပတ်စံပေးပြီးစာကူးခိုင်းပါတော့တယ်အင်သာတွေအကုန်လုံးပြီးတဲ့စတားချောင်းကမသိရင်သူကိုယ်တိုင်ရေးခဲ့တယ်လို့စတိုင်နဲ့သူများစာခိုးချနေတဲ့မှန်ချောင်းကိုလှောင်နေပါတယ်ဒီချိန်မှာပဲတမိုင်းဆရာရောက်လာပြီးရုတ်တရက်စာမေးပွဲစစ်ပါတော့တယ်မဖြေနိုင်ရင်တပတ်တိမတက်ရရမယ်ပြောလို့စတားချောင်းကတော့ဇောချွေးတွေပြန်လာပါပြီဒီလိုနဲ့စာမေးပွဲစစ်နေတော့ဘာတလုံးမှမသိလို့သူများစီကခိုးကြည့်ပေမဲ့လည်းမရတာကြောင့်သူ့မှာပါလာတဲ့ဖုန်းနဲ့ဦးလေးတက်စီအကူအညီတောင်းရပါတော့တယ်ဒီလိုနဲ့ဦးလေးတက်စီကတဆင်းဘော့ဖက်တီတို့ပါဖုန်းနဲ့ကူဖြေပေးနေရပါတော့တယ်တမိုင်းနဲ့ပတ်သက်ရင်ဘာမှမသိတဲ့ဖက်တီကြီးကတော့သူ့ရုံးကဝန်ထမ်းတွေကိုပါခေါ်ပြီးဖြေခိုင်းနေပါတယ်ရလာတဲ့အဖြေတွေကိုဦးလေးတက်ကအခန်းပြင်ကနေအချက်ပြပေးပါတယ် A ဆိုရင်အပ်ပဲ B ဆိုရင်ဘော C ဆိုရင်ကာ D ဆိုရင်ဒေါ့စသဖြင့်အယုတ်တွေမြှောက်ပြပြီးပြောလို့စတားချောင်းကသူ့အကြံအောင်မြင်နေပြီဆိုပြီးကြိတ်ပြောနေတော့ဦးလေးတက်ကိုဆီယာမတယောက်ကအိမ်သာပြင်မှုအတင်းခေါ်သွားပါတယ်ဘာလို့ရမှန်းမသိတဲ့စတားချောင်းကတော့သူ့ဘေးကမှန်ချောင်စီကခိုးချနီကိုလိုက်လုပ်ပါတယ်စာအုပ်ကိုခွာကြတဲ့ထိုးထည့်ပြီးခိုးကြည့်ပေမဲ့ကိုရီလိုဘယ်နှဘာရှိမှန်းမသိတဲ့စတားချောင်းကတော့ကုန်းလိုက်ကွာလိုက်လှမ်းလိုက်လှောလိုက်နဲ့စာအုပ်ပြုတ်ကြပြီးဆီယာမမိသွားပါတယ်ဒီလိုနဲ့အပြစ်မပေးပဲအမှတ်ပဲလျှော့ပြီးနောက်တစ်ခါထပ်စစ်ဖို့တခြားဆရာတွေကအကြံပေးလိုက်ပါတယ်ဆီယာမတယောက်ကတော့ခိုးချတာတော့မတော်တဲ့စတားချောင်းကိုစိတ်တုန်နေတဲ့အပြင်အုတ်ထင်းသူကိုပါခေါ်လိုက်ဖို့ပြောပါတယ်ကျောင်းကိုတော့လိန်အပ်ထားတဲ့စတားချောင်းရဲ့အုတ်ထင်းသူကပြတာဦးလေးတက်ဆိုပြီးဘော့ဖက်တီကလိန်ထည့်ထားတာပါစတားချောင်းရဲ့အဖေကပြတာဦးလေးပြစ်နေလို့ကျောင်းသားတွေကဆရာတွေပါအံ့ဩနေကြပါတယ်ဦးလေးတက်ကတော့နေရင်ထိုင်ရင်အဖေဖြစ်သွားလို့ငကိုတဲကမတန်ဆွမ်းအောင်ဆောင်ထားတဲ့အပြင်နောက်ထပ်ပါအဖေအဖြစ်နဲ့လိန်ရတော့မှာပါသူတို့သားဖကိုတနာသွားတဲ့ဆီယာမချောချောလေးကတော့စတားချောင်းကိုအိမ်ထိဂိုက်လုပ်ပေးဖို့ဖြစ်လာပါတယ်နောက်နေ့မှာတော့စတားချောင်းကိုကျောင်းသားတယောက်ကတွေ့ကျင်တဲ့ဆိုလို့သွားတွေ့ပါတယ်အတန်းထဲမှာစတားချောင်းကိုအမြင်မကြည့်တဲ့ဇိုးကတော့ဆက်လက်လေးဖွာပြီးဇိုးဂိုက်အပြည့်ဖမ်းနေပါတယ်စတားချောင်းရဲ့လက်သီးအောက်မှာမျောသွားလို့တခြားကျောင်းသားတွေကကိုကြီးစတားဆိုပြီးသူ့စီလာကတ်ကြပါတော့တယ်ဒီလိုနဲ့ဆီယာမလေးကဂိုက်လုပ်ပေးလို့အမှတ်တွေကောင်းလာတဲ့အပြင်သူ့ကိုတခြားကျောင်းသားတွေကပါကိုကြီးစတားဆိုပြီးဖားနေကြပါတယ်အဲ့ဒီနောက်မှာတော့ဆီယာမရဲ့ကျေးဇူးနဲ့စော်လေးတွေနဲ့ဟန်နီမွန်းထွက်ဖို့ဖြစ်လာပါတယ်စော်မရှိတဲ့စတားချောင်းကတော့ဆီယာမကိုအီနေပါတယ်မှန်ချောင်းကတော့သူ့စော်ကိုနှုတ်ပြခိုင်းလို့သူ့စော်လိုက်ရိုက်လို့ထွက်ပြေးနေပါတယ်စတားချောင်းကတော့ဆီယာမကိုသူ့ရီးစားအကြောင်းမေးနေပါတယ်တကယ်တော့ဆီယာမမှာရီးစားရှိမှန်သူသိပါတယ်ဆီယာမလေးကတော့သူ့ရီးစားကသူ့စတိုင်မဟုတ်တဲ့အပြင်ရဲဖြစ်နေလို့သဘောမကျဘူးလို့ပြောပြနေပါတယ်
မှန်ကြောင်လေးရဲ့အမှတ်တွေကြလာလို့ဆီယာမကဂိုက်လုပ်ပေးမယ်စီစဉ်နေလို့စတားချောင်ကသူကိုယ်တိုင်ပဲဂိုက်လုပ်ပေးမယ်ပြောလိုက်ပါတယ်စတားချောင်အကြောင်းသိတဲ့မှန်ကြောင်လေးကတော့သူ့ဆီယာလုပ်သူများခံရင်စာတွေပဲကူးချနေရပါတယ်နောက်နေ့မှာတော့စတားချောင်ကိုမကျေနပ်တဲ့ဇိုးရဲ့အကိုရောက်လာပြီးစတားချောင်ကိုစိန်ခေါ်နေပါတယ်ဒီလိုနဲ့ရန်ဖြစ်ဖို့ပြင်နေတော့ဆီယာမချောချောလေးရဲ့ဘဲပြစ်သူရဲရောက်လာလို့အကုန်လုံးအေးဆေးပြန်လိုက်ကြပါတယ်ဆီယာမလေးရဲ့ဘဲကစတားချောင်ကလူစိုးမို့လို့ဂိုက်မလုပ်ပေးဖို့ပြောနေပါတယ်သူ့ကျောင်းသားကိုအထိကိမခံနိုင်တဲ့ဆီယာမလေးကသူ့ဘဲကိုစိတ်ဆိုးသွားပါတယ်ဒီလိုနဲ့စတားချောင်အင်ကိုဂိုက်လုပ်ဖို့ရောက်သွားတဲ့အခါမှာတော့စတားချောင်လှုပ်ထားတဲ့ပန်းစည်းနဲ့စာကိုတွေ့သွားတဲ့အပြင်ဦးလီတက်ပေးထားတဲ့ကွန်နှုံးကိုပါဆီယာမလေးကတွေ့သွားလို့စတားချောင်ကိုစိတ်ဆိုးသွားပါတယ်အပြင်ရှောင်ထွက်လာတဲ့ဦးလီတက်ကတော့တက်ဒီဘက်ရဲ့လူတွေစော်တာခံနေရပါတယ်ဆီယာမလေးထွက်သွားလို့လိုက်ကြော်နေရတဲ့စတားချောင်တို့နဲ့တွေ့သွားပြီးကယ်လိုက်နိုင်ပေမဲ့သူတို့နှစ်ယောက်သားဖားမဟုတ်ဘူးဆိုတာသိသွားပါတယ်ဒီလိုတွေဖြစ်သွားလို့ဘော့ဖက်တီကတော့ဒေါသတွေကြီးနေပါတယ်နောက်ရက်တွေမှာတော့စတားချောင်ကဆီယာမလေးကိုနီးမျိုးစုံနဲ့ပြန်ချော့နေရပါတယ်ကျောင်းသားတွေအုပ်စုလိုက်အတန်းဆင်းလာတော့တက်ဒီဘက်ရဲ့လူတွေထက်ရောက်လာပြီးစတားချောင်နဲ့အပြန်အလှန်တိုက်ခိုက်ကြပါတယ်ရဲတွေရောက်လာတဲ့အချိန်တက်ဒီဘက်တို့ထွက်ပြေးနိုင်ပေမဲ့စတားချောင်ကတော့အဖမ်းခံလိုက်ရပါတယ်ငကိုကလေးကမှသူ့ကောင်မလေးနဲ့ပျော်ပြီးလုံနေတဲ့စတားချောင်ကိုဆီယာမလေးပဲရဲကနှိပ်စက်နေပါတယ်ဒီအချိန်မှာပဲဆီယာမလေးကရောက်လာပြီးရဲချင်းချင်းမနှိပ်စက်ဖို့ပြောမလို့လုံနေတော့စတားချောင်ကအသိမခံနိုင်လို့ဆွဲနှမ်းလိုက်ပါတယ်ဒါပေမဲ့ဘော့ဖက်တီကိုယ်တိုင်ရောက်လာပြီးတားလိုက်ပါတယ်ကိစ္စတွေပိုရှုပ်ထွေးအောင်လုပ်တဲ့စတားချောင်ကိုဘော့ဖက်တီကစိတ်တုပ်ပြီးနှပန်းလုံးမာတော့တယ်နောက်တစ်ချိန်အခွင့်အရေးပေးဖို့ပြောပြီးစတားချောင်နဲ့ဦးလေးတက်တို့ပြန်လာခဲ့ပါတယ်တကယ်တော့ဦးလေးတက်ကစတားချောင်ရဲ့လက်အောက်ငယ်တာပါဒီလိုနဲ့စတားချောင်သိရင်သူ့ပါလိုက်တဲ့ဖို့အသင့်ဆိုတဲ့ဦးလေးတက်ကိုဆွဲနှမ်းလိုက်ပါတယ်ဒီလိုနဲ့ညရောက်မှာတော့လက်နက်တွေခိုးကူးလုပ်နေတဲ့တက်ဒီဘက်တို့ကွန်တိန်နာကားကြီးတွေကိုဘော့စ်ရဲ့ပစ္စတိုရှာရင်ကားကြီးပါမောင်းထွက်လာခဲ့ပါတယ်ဒါပေမဲ့ဦးလေးတက်ကကြံနေခဲ့ပါတယ်ဒါကြောင့်ပဲဦးလေးတက်ကိုတက်ဒီဘက်တို့ကဖမ်းခေါ်ထားလိုက်ပါတယ်ကားမောင်းထွက်လာတဲ့စတားချောင်ကတော့ဦးလေးတက်ပါတဲ့အထင်နဲ့ဘော့စ်ဒီပစ္စတိုအပ်ပြီးကားတကာဖွင့်လိုက်တဲ့အချိန်မှမပါလာမှန်းသိလိုက်တာပါဒီလိုနဲ့လက်နက်တွေနဲ့ဦးလေးတက်ကိုအပေးယူလုပ်ဖို့ချိန်လိုက်ပါတယ်ညနေညနဲ့များတဲ့စတားချောင်ကဦးလေးတက်ကိုပြင်ရတဲ့အချိန်ကားကိုမိုင်းခွဲပြီးကျောင်းထဲကိုထွက်ပြေးလာပါတယ်ကျောင်းပွဲတော်အတွက်ပြင်ဆင်နေတဲ့ဆီယာမလေးနဲ့မှန်ချောင်တို့အဖွဲ့ကတော့ဘူးမသိပါမသိစတားချောင်နဲ့လူဆိုးတွေအကြပဲလော်ကြစားညံ့နေပါတယ်စတားချောင်နဲ့ဦးလေးတက်တို့ကတော့ကျောင်းပွဲတော်အတွက်ပြင်ဆင်ထားတဲ့ဝင်ကဘာထဲဝင်သွားပြီးလူဆိုးတွေကိုမျက်စိမအောင်လုပ်နေပါတယ်လူဆိုးတွေကတော့ကျောင်းသားတွေကိုတစားကန်လုပ်ပြီးစတားချောင်ကိုထွက်လာဖို့ပြောပေမဲ့မှန်ချောင်ရဲ့အကူအညီနဲ့ကျောင်းသားတွေကိုကယ်လိုက်နိုင်ပါတယ်ဒါပေမဲ့တက်ဒီဘက်ကဆီယာမလေးနဲ့ချင်းချောက်လာလို့သူ့လက်ထဲကဘော့စ်ရဲ့ပစ္စတိုကိုအောက်ချလိုက်ပြီးအညံ့ခံဖို့လုပ်နေပါတယ်ဒီချိန်မှာပဲဘော့စ်ရောက်လာပြီးအကုန်ပစ်ခတ်ကူညီနိုင်လိုက်ပါတယ်မစ်ရှင်အောင်မြင်အောင်လုပ်နိုင်ပေမဲ့သူ့ပစ္စတိုပွန်းသွားလို့စတားချောင်ကိုယာဒူတိုးမပေးဘူးဆိုပြီးဘော့စ်ဖက်တီကပြောပြီးထွက်သွားပါတယ်ဇလန်ရဲ့အဆုံးသတ်မှာတော့စတားချောင်တယောက်ကျောင်းသားတွေကိုနှုတ်ဆက်ပြီးလှည့်ပြင်လိုက်တဲ့အချိန်ကျောင်းပါဝါကစတိုင်ပြေးနဲ့ပဲမြပြနေတဲ့ဆီယာမလေးကစောင့်လို့နေပါတော့တယ်